ုံယူပါတယ်တင်တို့တငယ်ချင်းတွေအတူတူလျှောက်ထားတဲ့အလုပ်အတွက်အလုပ်ခေါ်စာရပါပြီအလုပ်ခေါ်စာကိုအတူတူကြည့်ဖို့တငယ်ချင်းတွေကိုအခုပဲမန်ရှင်းခေါ်လိုက်ပါစီကံနံပါတ်၄ကိုမဖြစ်မနေလုပ်ရပါမယ်စီကံနံပါတ်1အလုပ်ခေါ်စာကနာမည်မပါတဲ့စာရေးအနီအောင်ဖြစ်နေရင်အဲ့ဒါအလုပ်ခေါ်စာမဟုတ်ပါဘူးတင်းစီကိုတမင်ပို့လိုက်တဲ့စာပါတည်ကျင်စိမ့်နဲ့တငယ်ချင်းတွေမသိခင်ဖွင့်မကြည့်ပါနဲ့စီကံနံပါတ်2အဲ့ဒီစာကိုဖွင့်ဖတ်လိုက်လို့တင့်တယ်မဲကိုအနီအောင်စာလုံးတွေနဲ့ရေးထားတာတွေ့ရင်ချက်ချင်းမိရှို့ဖြစ်ပါစီကံနံပါတ်3စာဖတ်ပြီးရဲ့ည12နာရီတီတီမှာအင်တာဗျူးသွားဖို့လာခေါ်တာပါဆိုပြီးတကားလာခေါင်းရင်လုံးဝမဖွင့်ပါနဲ့စီကံနံပါတ်4စီကံနံပါတ်1ကိုဖောက်ဖျက်ခဲ့တဲ့သူကမှန်တယ်မှာပေါ်မှာမဟုတ်ပါဘူးစီကံနံပါတ်5တင်တို့စာရွက်ကိုကင်ထားရင်းနဲ့အခန်းထဲမှာညှိနှံ့ရလာရင်စာရွက်ကိုချက်ချင်းလွတ်ချပါစာပိုးတဲ့သူကတင်နောက်မှာရက်ပြီးတင်စာဖတ်နေရကိုလာကြည့်နေလို့ပါစီကံနံပါတ်6အခုပဲတင်ရဲ့ကတ်တွေကိုစမ်းကြည့်ပါတင်ထည့်မထားပဲရောင်းနေတဲ့စာရွက်ခောက်လေးရှိနေရင်ဒီညတင်တငယ်ချင်းတွေနဲ့အတူတူနေပါကံကောင်းပါစေ